ကိုယ့်ရဲ့ကြောက်ကက်ကျမ်းမာရေးကောင်းမကောင်းဆိုတာကိုကိုရိုင်းစစ်ဆေးနိုင်မယ့်အချက်ရှစ်ချက်ကိုဒီဗီဒီယိုမှာနောက်ဝေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာနိုင်ရဲသူဖြစ်ပါတယ်ကျွန်တော်ပထမအဆုံးအနေနဲ့ကြောက်ကက်အကြောင်းကိုအနည်းငယ်ရှင်းပြခြင်းပါတယ်ကြောက်ကက်ဆိုတာကကျွန်တော်တို့ရဲ့ဒီ one byte အတွင်းပဲပေါ့နော်ကြောက်ကုန်းနဲ့ကက်လျက်မှာတည်ရှိတဲ့ကိုရင်းကတစ်ခုဖြစ်တယ်သူ့ရဲ့ပုံသဏ္ဍာန်ကပဲကြီးစိပုံသဏ္ဍာန်ရှိပြီးတော့လူတစ်ယောက်စီမှာကြောက်ကက်နှစ်ခုစီရှိတယ်ဘယ်တစ်ဖက်ညာတစ်ဖက်ရှိတယ်အဲ့ဒီကြောက်ကက်ကကျွန်တော်တို့ခန္ဓာကိုယ်အတွက်ဘာလို့ပြည်တယ်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာပိုနေတဲ့အရည်တွေသွေးထဲမှာရှိတဲ့အညစ်အကြေးတွေအဆိပ်အတောက်တွေကိုတန်းစီဖယ်ရှားပေးပြီးတော့စီးရတဲ့ဆင်အပြင်ကိုစွန့်ထုတ်ပေးတယ်။နောက်ကျွန်တော်တို့တွေကအစားအသောက်တွေစားတယ်၊ဆေးဝါးတွေတောက်တယ်။အဲ့ဒီအခါမှာအဲ့ဒီအစားအသောက်ဆေးဝါးတွေကိုခြေဖြတ်ပြီးတော့ထွက်လာတဲ့အညစ်အကြေးတွေအဆိပ်အတောက်တွေ chemicals တွေကိုသွေးထဲကနေဖယ်ရှားပေးပြီးတော့ကျွန်တော်တို့ရဲ့သွေးတွေကိုတန်းစီနေအောင်လို့ပြုလုပ်ပေးပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာသွေးပေါင်တွေကိုညီမျှနေအောင်ထိန်းညှိပေးတယ်ကျွန်တော်တို့ရဲ့အယိုးတွေအစစ်တွေကိုကျန်းမာတန်ဆွမ်းနေအောင်လို့လည်းအကူအညီပေးတယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်ဆိုဒီယမ်ကယ်လ်ဆီယမ်ပေါ့နော်စိုက်ဓာတ်တွေကိုညီမျှနေအောင်လည်းထိန်းညှိပေးတာကိုတွေ့ရပါတယ်နောက်တစ်ချက်ကတော့ကြောက်ကက်ကနေပြီးတော့ erythropoietin လို့ခေါ်တဲ့ဟော်မုန်းထုတ်ပေးပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာသွေးရကောင်းနေအောင်လည်းအကူအညီပေးတာကိုတွေ့ရပါတယ်ဒီလိုမျိုးခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ပေးတဲ့ကြောက်ကက်ကျန်းမာရေးကောင်းမကောင်းကိုဘယ်လိုသိနိုင်မလဲဆိုတော့နံပါတ်1ချက်ကတော့အလွန်မင်းမောပန်းနှွမ်းနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကအကြောင်းရင်းမရှိဘဲနဲ့ပင်ပန်းနေမယ်မောပန်းနေမယ်ဒါဆိုလို့ရှိရင်ဒါကြောက်ကက်ကျန်းမာရေးမကောင်းတာဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကြောက်ကက်မကောင်းတဲ့ခါမှာဆိုလို့ရှိရင်သွေးထဲမှာရှိတဲ့အညစ်အကြေးတွေအဆိပ်အတောက်တွေကိုဖယ်ရှားဖို့နှီးသွားတယ်ဖယ်ရှားဖို့ခက်ခဲသွားတယ်ဒါကြောင့်မလို့သွေးထဲမှာအညစ်အကြေးတွေအဆိပ်အတောက်တွေစုပုံလာပြီးတော့ပင်ပန်းလာမယ်မောလာမယ်ဒါမျိုးတွေကိုခံစားမှာဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ကြောက်ကက်မကောင်းတဲ့ခါမှာဆိုလို့ရှိရင်ကြောက်ကက်ကနေပြီးတော့ erythropoietin ဟော်မုန်းထုတ်လုပ်မှုကကျဆင်းသွားတယ်ဒါကြောင့်ခန္ဓာကိုယ်ထဲမှာသွေးအားနည်းလာပြီးတော့ကျွန်တော်တို့ကမောပန်းလာမယ်ပင်ပန်းလာမယ်ဒါမျိုးတွေကိုခံစားမှာဖြစ်ပါတယ်နံပါတ်2ချက်ကတော့ခြေထောက်တွေခြေချင်းဝတ်တွေမျက်ခုံတွေဖောက်ရောင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကြောက်ကက်မကောင်းတဲ့ခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပိုနေတဲ့အရည်တွေကိုစွန့်ထုတ်ဖို့ခက်ခဲသွားတယ်ဒါကြောင့်မလို့ခန္ဓာကိုယ်ထဲမှာအရည်တွေစုပုံလာပြီးတော့ခြေထောက်တွေခြေချင်းဝတ်တွေမျက်နှာတွေမှာရောင်နေဖောတယ်ဒါမျိုးတွေခံစားရတယ်ဒီချက်ကဆိုလို့ရှိရင်လည်းကြောက်ကက်ကျန်းမာရေးမကောင်းတဲ့ချက်တစ်ချက်ဖြစ်ပါတယ်နံပါတ်3ချက်ကတော့စီးသွားတဲ့အလေးအထစီးသွားတဲ့ပုံစံပြောင်းလဲလာခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကကြောက်ကက်မကောင်းတဲ့ခါမှာဆိုလို့ရှိရင်ပုံမှန်ထက်ပိုပြီးတော့စီးသွားတာနည်းသွားမယ်စီးသွားတဲ့အချိန်နည်းသွားမယ်တချို့မှာဆိုလို့ရှိရင်ပုံမှန်ထက်ပိုပြီးတော့စီးတွေပိုသွားမယ်ခဏခဏသွားမယ်ပေါ့နော်ဒါမျိုးတွေခံစားရတယ်နောက်တချို့ဆိုလို့ရှိရင်လည်းညဘက်တွေခဏခဏထားပြီးတော့စီးသွားတာမျိုးတွေကိုလည်းကြုံတွေ့ခံစားနိုင်ပါတယ်ဒီလိုမျိုးစီးသွားတဲ့အလေးအကျင့်ပြောင်းလဲခြင်းကဆိုလို့ရှိရင်လည်းဒါကြောက်ကက်မကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်နံပါတ်4ချက်ကတော့စီးသွားတဲ့အခါမှာစီးထဲမှာသွေးပါတယ်သို့မဟုတ်လို့ရှိရင်စီးသွားတဲ့အခါမှာအမြုပ်ပါခြင်းတွေကိုကြုံတွေ့ခံစားရတယ်လို့ရှိရင်ဒါကြောက်ကက်ကျန်းမာရေးမကောင်းတဲ့အချက်ဖြစ်ပါတယ်ကြောက်ကက်ကျန်းမာရေးမကောင်းတဲ့ခါမှာဆိုလို့ရှိရင်စီးသွားတဲ့အခါမှာသွေးတွေပါလာမယ်သို့မဟုတ်ကြောက်ကက်ထဲမှာကြောက်တွေရှိလို့ရှိရင်လည်းစီးသွားတဲ့အခါမှာသွေးပါမျိုးတွေကိုကြုံတွေ့ခံစားနိုင်တယ်စီးသွားရင်သွေးပါခြင်းကဆိုလို့ရှိရင်တစ်ခါတည်းမှာမျက်စိနဲ့ကြည့်လို့မြင်တယ်ဒါပေမဲ့တစ်ခါတည်းမှာတော့မမြင်နိုင်မင်းနဲ့ကျွန်တော်တို့ဒီ microscope နဲ့ကြည့်မှမြင်တာမျိုးတွေကိုလည်းကြုံတွေ့ရနိုင်ပါတယ်နောက်တစ်ချက်ကကြတော့စီးသွားတဲ့အခါမှာအမြုံထားခြင်းဖြစ်တယ်ပုံမှန်အတိုင်းလည်းပဲစီးသွားလို့ရှိရင်အမြုံထားတယ်ဒါပေမဲ့အဲ့ဒီအမြုံကကျွန်တော်ရေတောင်းလို့ရှိရင်ပြောင်းသွားတယ်ဒါပေမဲ့ကြောက်ကက်အားနေတဲ့အခါမှာဆိုလို့ရှိရင်စီးထဲမှာ protein လို့ခေါ်တဲ့အသားဓာတ်တွေအများကြီးပါလာပြီးတော့အမြုံတွေအများကြီးထားတယ်အဲ့ဒီအမြုံကရေလောင်းလည်းမပြောက်သွားဘူးပေါ့နော်အကြာကြီးရှိနေဆိုလို့ရှိရင်လည်းဒါကြောက်ကက်အားနေတာကြောက်ကက်မကောင်းတာဖြစ်နိုင်ပါတယ်နံပါတ်5ချက်ကတော့အသားအရည်တွေ6သွေးတွေရားတယ်ဒါဆိုလို့ရှိရင်ဒါကြောက်ကက်ကျန်းမာရေးမကောင်းတာဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကြောက်ကက်ကျန်းမာရေးမကောင်းတဲ့ခါမှာဆိုလို့ရှိရင်သွေးထဲမှာအညစ်အကြေးတွေအဆိပ်အတောက်တွေစုပုံလာပြီးတော့အသားရည်ကျန်းလာမယ်ရားလာမယ်အနာတွေဖြစ်လာမယ်ဒါမျိုးတွေကိုခံစားနိုင်ပါတယ်နံပါတ်6ချက်ကတော့ခါးတစ်ဝိုက်မှာနာကျင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကြောက်ကက်ကဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ1 byte အတွင်းမဲ့ခါးနားမှာတည်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကြောက်ကက်မကောင်းတဲ့ခါမှာဖြစ်စေကြောက်ကက်ထဲမှာကြောက်ရှိတဲ့ခါမှာဆိုလို့ရှိရင်ဖြစ်စေဒီခါးတစ်ဝိုက်မှာနာကျင်တာတွေအောင့်တာမျိုးတွေကိုကြုံတွေ့ခံစားနိုင်ပါတယ်ဒီချက်ကလည်းဒါကြောက်ကက်မကောင်းတဲ့ကြောက်ကက်အားနေတဲ့အချက်တစ်ခုဖြစ်နိုင်ပါတယ်နံပါတ်9ချက်ကတော့အစာမစားခြင်းဘူးအစာအသောက်ပြက်မယ်ပြုတ်မယ်အမယ်ဒီလက္ခဏာတွေကဆိုလို့ရှိရင်လည်းဒါကြောက်ကက်မကောင်းတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကြောက်ကက်မကောင်းတဲ့ခါမှာဆိုလို့ရှိရင်သွေးကနေအညစ်အကြေးတွေအဆိပ်အတောက်တွေကိုဖယ်ရှားဖို့ပါနှိကွေးသွားတယ်အားနေသွားတယ်ဒါကြောင့်မလို့သွေးထဲမှာအညစ်အကြေးတွေစုပုံလာပြီးတော့အဆိပ်အတောက်တွေစုပုံလာပြီးတော့လူက green ပြက်လာမယ်အစားအသောက်ပြက်လာမယ်ပြုတ်မယ်အမယ်ဒါမျိုးတွေကိုခံစားတတ်ပါတယ်နံပါတ်10ချက်ကတော့ကြွက်တက်မယ်အကြော့တက်မယ်ဒါမျိုးတွေခံစားရသလိုရှိရင်ဒါကြောက်ကက်အားနေတာကြောက်ကက်မကောင်းတဲ့ဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကြောက်ကက်မကောင်းတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့သွေးထဲမှာ electrolyte လို့ခေါ်တဲ့ potassium နဲ့ calcium နဲ့ phosphate တွေပေါ့နော်စတဲ့ဓာတ်တွေကမညီမျှဖြစ်လာပြီးတော့ကျွန်တော်တို့မှာကြွက်တက်တယ်အကြော့တက်တယ်ဒါမျိုးဝေဒနာတွေကိုခံစားမှာဖြစ်ပါတယ်
အခုပြောခဲ့တဲ့အချက်၈ချက်ကတော့ကျွန်တော်တို့ကြောက်ကမကောင်းတဲ့သူတွေမှာဆိုရင်ကြုံတွေ့ခံစားလေးရှိတဲ့လက္ခဏာရှိခုဖြစ်ပါတယ်တကယ်လို့ကိုယ်မှာအဲ့လက္ခဏာတွေခံစားနေရတယ်သို့မဟုတ်ကြောက်ကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ပူတယ်ဆိုလို့ရှိရင်တော့နီးစပ်ရာဆရာဝန်နဲ့တွားရောက်တိုင်ပင်ပြီးတော့မှကြောက်ကကျမ်းမာရေးကိုစစ်ဆေးဖို့အားလုံးကိုကြံပြုချင်ပါတယ်ဒီဗီဒီယိုကြည့်တာအကျိုးရှိရဆိုလို့ရှိရင်တော့ yes လို့မှန်းခဲ့ပါဒီဗီဒီယိုကိုကိုယ့်အတငယ်ချင်းတွေစီကိုရောက်သွားအောင်လို့လည်း share လုပ်ရပါတယ်သိချင်တဲ့အကြောင်းအရာတွေကိုလည်း comment မှာမေးခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ